ဒီကောင်လေးကတော့လေ60ခိုးယူခဲ့လို့ FBI ရဲ့အလိုရှိဆုံးရာဇဝတ်သားဖြစ်နေတာပါသူရဲ့16နှစ်အသက်အရွယ်အတွင်းမှာလေ60ကားဆက်9စီးနဲ့တခြားဖောက်ထွင်းမှု34ခုလုပ်ခဲ့ပါတယ်နောက်ပြီးတော့တခြားမတူညီတဲ့နိုင်ငံကြီး3နိုင်ငံမှာလည်းရာဇဝတ်မှုကြီး68ခုကိုလုပ်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုရာဇဝတ်မှုတွေကိုသူကဘယ်လိုကျူးလွန်ခဲ့တာလဲနောက်ပြီးတော့သူဘယ်လိုအဖမ်းခံရလဲဆိုတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်သူ့နာမည်က Cotton Harris Small လို့ခေါ်ပြီးတော့ဆင်းရဲတဲ့မိသားစုလေးကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်သူ့အဖေကသူတို့ကိုထားသွားခဲ့ပြီးတော့သူ့အမေကတော့အရက်ဆွဲနေခဲ့တာပါသူ့မှာပတ်စံတွေလုံးဝမရှိတာကြောင့်နေတိုင်းစားသောက်ဖို့အတွက်ဘဝကိုကိုယ်တိုင်ရုန်းကန်ဖို့ဖြစ်လာပါတော့တယ်သူ့ရဲ့အသက်15နှစ်ရောက်တဲ့အခါမှာတော့သူ့ရဲ့ဘဝကအပြောင်းလဲကြီးစဖြစ်လာပါတယ်သူ့တဲ့အသက်နည်းနည်းကြီးတဲ့လူတစ်ယောက်နဲ့တငယ်ချင်းဖြစ်ခဲ့ပြီးတော့အိမ်တွေကိုဘလို့ဖောက်ထွင်းရမယ်တောတွေကိုဘလို့ဖွင့်ရမယ်ဆိုတာသူကသိယူခဲ့ပါတယ်အဲ့ဒါတွေတက်မြောက်သွားတဲ့အချိန်မှာတော့တမိုးကြီးလက်ဝဲရတနာတွေနဲ့လက်တော့တွေ credit card တွေကိုခိုးယူတာတွေလုပ်ခဲ့ပါတယ်သူဒီလိုမျိုးခိုးမှုတွေကျူးလွန်ပြီးတဲ့နောက်ပိုင်းမှာရဲတွေကဘယ်သူလုပ်ခဲ့လဲဆိုတာရှာဖွေတွေ့ရှိသွားပြီးတော့သူ့ကိုဖမ်းဝရမ်းထုတ်လိုက်ပါတယ်ရဲတွေကသူ့ကိုလိုက်ပြီးဖမ်းနေတာကြောင့်သူကထွက်ပြေးဖို့လိုအပ်လာပါတယ်ရဲတွေကိုခြေရဖျောက်ချင်တာကြောင့်သူကသူ့ရဲ့အမေနဲ့မနေတော့ဘဲတောထဲမှာတယောက်တည်းသွားပြီးတော့နေပါတယ်ရဲတွေကလည်းတောထဲမှာခြေရဖျောက်နေတဲ့သူ့ကိုဘလို့မှခြေရခံလို့မရနိုင်တာကြောင့်သူ့ကိုဖမ်းပြီးရင်စူးကြေးပေးမယ်ဆိုပြီးတော့တမျိုးလုံးကိုဖမ်းဝရမ်းစာရွက်တွေလိုက်ကပ်ပါတော့တယ်ဒီလိုနဲ့ပဲသူကရဲဖမ်းတာခံခဲ့ရပြီးတော့ထောင်ဒဏ်3နှစ်ကြာခဲ့ပါတယ်ဒီလိုမျိုးထောင်ချနေတဲ့အချိန်တွင်းမှာပဲသူကယူမမိုက်အလုပ်တွေကိုတောက်လျှောက်လုပ်ခဲ့ပါတယ်သူကထောင်ဆယ်လကြာပြီးတဲ့နောက်မှာတော့သူ့မှာအဖြစ်မှုကောင်းတွေရှိတာကြောင့်အိမ်မှာပဲနေအကျယ်ကျုံနေဖို့အတွက်တရားရုံးကဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်တနေ့မှာတော့ရဲသားကြီးတယောက်ကသူ့အိမ်မှာရှိလားမရှိလားဆိုတာလာပြီးတော့စစ်ဆေးခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူကအိမ်ကနေပြီးတော့ထွက်ပြေးသွားခဲ့ပါပြီသူကထွက်ပြေးဖို့အတွက်သူများရဲ့ကားတွေကိုခိုးယူခဲ့ပါတယ်နောက်ပြီးတော့အိမ်တွေကိုဖောက်ထုံးဝင်ရောက်ခဲ့ပြီးတော့စေးလက်အိမ်နဲ့ထမင်းဝင်စားခဲ့ပါသေးတယ်နောက်ဆုံးမှာတော့သူကဘယ်သူမှမထင်မှတ်ထားတဲ့အရာတစ်ခုကိုခိုးယူခဲ့ပါတယ်လေယာဉ်တစ်စီးကိုခိုးယူမောင်းနှင်သွားခဲ့တာပါတကယ်ကိုမထင်မှတ်ထားတဲ့မောင်းနှင်မှုတစ်ခုပါပဲသူကလေယာဉ်မောင်းတင်တဲ့တစ်ခါမှမတက်ဘူးပဲနဲ့လေယာဉ်မြန်တစ်ခုကိုလက်တွေ့မောင်းနှင်ခဲ့တာပါသူလေယာဉ်မောင်းနေတော့မှပဲလေယာဉ်ကစီမရှိတော့တာကိုသူသတိထားမိတဲ့အခါမှာတောင်ကုန်းတစ်ခုပေါ်ကိုလေယာဉ်ကပြတ်ကျခဲ့ပါတယ်အဲဒီနောက်မှာတော့သူကဒေါ်လာ2သိန်းခွဲရန်ရက်လွေတွေကိုခိုးယူခဲ့ပြီးတော့အရန်ကောင်းပါတယ်ဆိုတဲ့ luxury တိုင်ကားတွေကိုလည်းခိုးယူခဲ့ပါတယ်နောက်ဆုံးမှာတော့ဒေါ်လာ1 သန်းတန်တဲ့လေယာဉ်တစ်စီးကိုခိုးယူခဲ့ပြီးတော့ကနေဒါကိုပြန်တန်းသွားပါတယ်အဲ့လိုမျိုးသူ့ရဲ့နာမည်ကြီးခိုးယူမှုတွေကြောင့်ပဲသူကနာမည်ကြီးတယောက်ကိုဖြစ်လာတာပါသူ့ရဲ့ fan တွေကသူ့အတွက် Facebook page တွေဖွင့်ထားပေးခဲ့ပြီးတော့သူ့မျက်နှာပါတဲ့အဝတ်အစားတွေကိုလည်းသူ့ကိုအားပေးတဲ့အနေနဲ့ဝတ်ဆင်ကြပါတယ်အဲ့ဒီအချိန်မှာပဲသူကလုံးဝကိုနာမည်ကြီးစောရတယောက်ဖြစ်နေပြီးတော့ကျူဘာကိုထွက်ပြေးဖို့အတွက်လေယာဉ်တစ်စီးခိုးယူဖို့စတင်ပြီးအစီအစဉ်ဆွဲပါတော့တယ်ဒီလိုနဲ့နောက်ထပ်လေယာဉ်တစ်စီးကိုခိုးယူပြီးတော့ကနေဒါကိုပြန်တန်းသွားပါတော့တယ်ဒါပေမဲ့မတော်တဆဘာမြူဒါတွေ့ကန်ဘက်ကိုလေယာဉ်ကမောင်းနေခဲ့ပြီးတော့ဘာဟာမကျွန်းဆွယ်ရောက်တဲ့အခါမှာလေယာဉ်ကပြတ်ကျခဲ့ပါတယ်လေယာဉ်ပြတ်ကျခဲ့တဲ့ဘာဟာမနေရာကိုလေယာဉ်ကုမ္ပဏီကရှာဖွေတွေ့ရှိခဲ့ပြီးတော့ဘာဟာမကျွန်းဆွယ်တစ်ခုလုံးကိုသူ့ရဲ့ဖန်ဝရမ်းတွေနေရာအနှံ့လိုက်ကပ်ခဲ့ပါတယ်အဲ့ဒီချိန်ဘာဟာမမှာသူကနောက်ထပ်လေတစ်စင်းကိုခိုးယူဖို့အတွက်ကြံစည်နေခဲ့ပါတယ်သူကနောက်ထပ်လေတစ်စင်းကိုခိုးယူဖို့ကြံစည်နေတော့မှပဲဘာဟာမရဲတွေကသူ့ကိုဖမ်းမိသွားပါတယ်နှစ်လောက်သူထွက်ပြေးပြီးသွားတဲ့အခါမှာတော့ရဲတွေကသူ့ကိုပြန်ပြီးတော့ဖမ်းမိသွားခဲ့တာပါဘာဟာမရဲတွေကသူဘာဟာမမှာကျူးလွန်ခဲ့တဲ့ဖြစ်မှုတွေအတွက်ဒေါ်လာ300ဒဏ်ကြေးဆောင်ခိုင်းပြီးတော့ပြန်လွှတ်ခဲ့ပါတယ်ဒါပေမဲ့သူဒေါ်လာ300ဒဏ်ကြေးဆောင်ပြီးနောက်မှာတော့ US အစိုးရကိုချက်ချင်းပဲလွှဲပြောင်းပေးခဲ့တာပါ US အစိုးရကလည်းသူလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက်သူ့ကိုဒေါ်လာ1.3 သန်းပေးဖို့အတွက်အမိန့်ချခဲ့ပါတယ်နောက်ဆုံးမှာတော့လေယာဉ်တွေကိုဘယ်သူမှမတင်မဲနဲ့မောင်းရခဲ့တဲ့လူငယ်လေးတယောက်ကဒေါ်လာ1.3 သန်းကိုသူ့အိတ်ထက်ကတပြားမှမဆိုင်ဖဲနဲ့ပေးချေဖို့နည်းလမ်းတစ်ခုကိုစဉ်းစားခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့ဘဝဖြစ်စဉ်တွေကို Fox Entertainment ဆိုတဲ့ရုပ်ရှင်ကုမ္ပဏီကြီးကိုဒေါ်လာ1.3 သန်းနဲ့ရောင်းချခဲ့တာပါဒီလိုနဲ့ပဲသူကပတ်စံတပြားမှပေးစရာမလိုပဲထောင်နဲ့ချောင်းနဲ့ပဲကြာခံဖို့ဖြစ်လာပါတော့တယ်ဒီလိုနဲ့သူက2016မှာပဲထောင်ကနေပြီးတော့ပြန်လွတ်ခဲ့ပါတယ်ဒါဆိုရင်အခုသူဘယ်ရောက်နေပြီလဲအခုဆိုရင်တော့သူကအသက်33နှစ်အရွယ်ရှိနေပြီးတော့သူကနောက်ထပ်ပြစ်မှုတွေမကျူးလွန်တော့ဘဲနဲ့တမန်ဘွားလေးမှာပဲနေထိုင်နေပါတော့တယ်